လူတိုင်းစီကနေပြီးတော့အကြံဉာဏ်မယူစေခြင်းလူတိုင်းပြောတာကိုလည်းမှန်တယ်လို့တစ်ထစ်ချမယုံစေခြင်းတချို့လူတွေကအပြောကောင်းတဲ့အတွက်တချို့လူတွေကနာမည်ကြီးတဲ့အတွက်တချို့လူတွေကချမ်းသာတဲ့အတွက်တချို့လူတွေကအတိုင်းဝိုင်းကြီးတဲ့အတွက်တချို့လူတွေကတသိတချို့ပြထားတာဖြစ်တဲ့အတွက်သူတို့ရဲ့စကားတွေသူတို့ရဲ့အတွေ့အကြုံတွေသူတို့ရဲ့အယူအဆတွေကမှန်တယ်လို့တစ်ထစ်ချမယူစေခြင်းသူတို့ပြောတာသူတို့အတွက်မှန်တော့မှန်လိမ့်မယ်သူတို့ရဲ့ဘဝဖြတ်သန်းပုံနဲ့သူတို့ရခဲ့တဲ့အနာတွေရတယ်သူတို့ဖြတ်သန်းခဲ့ရတဲ့လမ်းကြောင်းတွေသူတို့တွေ့ကြုံခဲ့ရတဲ့လူတွေခင်ဗျားနဲ့ဘလို့မှတစ်ထက်တည်းမတူနိုင်ဘူးတချို့တွေကလူအများကြီးနဲ့ပေါင်းသင်းဆက်ဆံနိုင်တာလူတိုင်းနဲ့တက်အောင်နေနိုင်တာကိုခင်ဗျားကိုအရေးချင်းရှိတဲ့လူလို့သင်ကောင်းသင်ပေးလိမ့်မယ်တချို့တွေအတွက်ကကြတော့ခင်ဗျားကိုစိတ်ကောင်းရှိဖို့ပဲတချို့ကကြတော့ခင်ဗျားကိုလူအများကြီးနဲ့ပေါင်းစရာမလိုခင်ဗျားဘေးနားမှာရှိတဲ့လူကလူကောင်းတွေဖြစ်ဖို့ပဲလူတယ်ဆိုတာမျိုးခင်ဗျားကိုသင်ပေးကောင်းသင်ပေးလိမ့်မယ်ဒီလိုမျိုး diverse ဖြစ်တဲ့အယူအဆအမျိုးမျိုးအပေါ်မှာခင်ဗျားကဘယ်လိုအယူအဆကိုလက်ခံမလဲဆိုတဲ့အချက်ကခင်ဗျားပေါ်မှာပဲမူတည်အဲ့ဒီအတွက်အယူအဆတွေယုံကြည်မှုတွေကိုယ့်ဘဝထဲမှာခံယူချက်တွေအဖြစ်ထားဖို့အတွက်ခင်ဗျားကိုခင်ဗျားလိလာဆန်းစစ်ဖို့အတွက်အချိန်ကိုပိုပြီးသုံးဖို့လိုအပ်တယ်ကိုယ့်ရဲ့ခံယူချက်တွေကိုယ့်ရဲ့ယုံကြည်ချက်တွေကကိုယ့်ဘဝရဲ့ရည်မှန်းချက်တွေအတွက်ကိုယ့်ဘဝဖြစ်တည်မှုအတွက်သူများအတွက်လည်းဒုက္ခမဖြစ်ဘူးကိုယ့်အတွက်လည်းဒုက္ခမဖြစ်စေနိုင်တဲ့အယူအဆတွေဆိုရင်တော့ခင်ဗျားယူဖို့အတွက်စဉ်းစားသင့်တယ်ခံယူချက်တွေကိုကောင်းကောင်းစီစစ်ပြီးမှခံယူနိုင်တဲ့လူတွေဖြစ်ပါစေကျွန်တော်တို့ငင်းထက်လင်းမှာ trainer coach တော့ဖြစ်ပါတယ်